အခုကျွန်တော်ရှင်းပြမှာ moving ရဲ့ wash တိုက်အမျိုးအစားဖြစ်ပါတယ် moving ရဲ့ wash တိုက်ကတော့ကျွန်တော်တို့ဒီ Fresnel တို့ PC တို့ဘောနော်အဲ့ဒီ conventional lighting generate lighting ဘောနော်ဒီ lighting instrument တွေကိုအခြေခံပြီးတော့ထုတ်လုပ်ထားတာပါ Fresnel တို့ PC တို့ကလည်းကျွန်တော် profile တို့ par 64တို့လိုပဲသူကတသမတ်တဲ့တနေရာထဲမှာပဲချိတ်ဆွဲပြီးတော့မီးကိုကျွန်တော် manually ကျွန်တော်တခါတည်းပဲချိန်ထားရတာပါဒီ moving wash ကတော့ moving spot လို့ပဲကျွန်တော်ရွှေ့နိုင်တဲ့ဘယ်ညာ pantel အစစရွှေ့နိုင်တဲ့ color တွေကိုကျွန်တော်လိုသလို console ကနေပြီးတော့ချိန်နိုင်တယ်ပြုတ်နိုင်တယ်เนาะ atmosphere ကိုအဓိကဖန်တီးတာပါ wash အမျိုးအစားပါဒါဆိုရင်ကျွန်တော် wash stay ကိုလုပ်ထားပါတယ်ဒါဆိုရင်ကျွန်တော် pan ခုန spotlight လိုပဲကျွန်တော် pan เนาะဘေးပဲညာကျွန်တော်ရွှေ့လို့ရတယ်ပြီးရင် till เนาะကျွန်တော်အပေါ်အောက်အထက်အောက်ကျွန်တော်ရွှေ့လို့ရတယ်ပြီးရင်ကျွန်တော်ဒါ color လိုတဲ့ color ကိုကျွန်တော် change လို့ရပါတယ်ဒီ wash color တွေဖြစ်တဲ့အတွက် stay ရဲ့ atmosphere ပေါ့နော်ကျွန်တော်ဒါ daylight night scene day scene အစားသဖြင့်ဒီ color တွေကိုကျွန်တော်တို့ပတ်ဖို့ပေးတာနော်ပြီးကျွန်တော် zoom in out ချက်လို့ရပါတယ်နော်လိုတဲ့ site ကိုကျွန်တော်တို့ control လုပ်လို့ရပါတယ်ဒါ moving wash ရဲ့အားသာချက်ပါသူလည်းခုနကလိုပါပဲ Fresnel တို့ PC တို့ကြတော့တသမတ်တဲ့ကျွန်တော်အလင်းပေးတဲ့ကြာတီတီငိမ့်ငိမ့်နဲ့သူကလှုပ်ရှားမှာဖြစ်ပါတယ်ဒီ moving ကကြတော့ဘယ်အနေညာကိုအရွှေ့လေးတွေအကူးလေးတွေရှိပါတယ်ဒါလေးကတော့ကျွန်တော် designer ကနေပြီးတော့သူအခန်းစဉ်လိုက်တော့တတိထားပြီးရွှေ့ရမှာပေါ့နော်ဒါကတော့ design ပေါ်မှာမူတည်တယ်ဖြစ်လာမဲ့ design ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ lighting တွေကို console ကနေတော့ programming ကိုထိမ့်ပေးဖို့လိုပါတယ်ဒါအားသာချက်အားနည်းချက်ပါ drama တွေပါမှာကြတော့တည်ငြိမ်ဆုံးနဲ့အဲ့နေရာမှာပဲ point ပေးထားတဲ့အတွက်အဲ့နေရာမှာပဲကျွန်တော်တို့ကအပြာဆိုအပြာငြိမ်ငြိမ်လေး intensity ကိုကျူအတိုင်းကျွန်တော်တို့ကအချိန်နဲ့ဖြည်းဖြည်းချင်းသွားလို့ပြီးတော့ဖွင့်တာပိတ်တာကြတော့ဒီ generate conventional lighting အားသာတယ် Fresnel တို့ PC တို့ကဒီ moving wash ကြတော့ကျွန်တော် color တစ်ခုနဲ့တစ်ခု change မယ်ဆိုရင်သူကဂျားခံလေးရှိတာပေါ့နော်ဂျားခံလေးတွေရှိတယ်နော်ဥပမာကျွန်တော်ဒီ color change နေပေါ့ဒါဒီ color နဲ့ကျွန်တော်နောက်တစ်ခုအစိမ်းလိုမယ်ဆိုရင်သူကဂျားမှာတစ်ခုခုသူက color ခံနေလို့ရှိရင်ဒီလိုသွားနေမှာဖြစ်တယ်သူကနော်အဲ့လိုမျိုးဒီအပြာနုအပြာရစ်အစသဖြင့်ပေါ့နော်ဒါအဖြူကနေအနီလိုမဲ့ဆိုတော့ဂျားမှာကာလာခံနေပေါ့အနီကနေဂျားမှာနောက်တစ်ခုကျွန်တော်အပြာသွားမဲ့ဆိုခုနလိုပေါ့အဝါလာခံနေအဲ့ဒါလေးတော့ကျွန်တော်တို့ရှိတယ်ဗျနော်ဒါ moving and wash မှာတော့အနီကနေချက်ချင်းအပြာချိန်မဲ့ဆိုရင်ကျွန်တော်တို့ကဟိုဂျားခံကာလာတစ်ခုတော့သူကဖြတ်တန်းသွားမှာဖြစ်တယ်အဲ့ဒီရဲ့ခက်ခဲလေးတော့ဂျားမှာရှိတယ်ဒါမှမဟုတ်တော့ကျွန်တော်တို့ကအနီကနေပြီးအဝါချိန်မဲ့ဆိုအနီ comment တစ်ခုပေးနောက်စီးကိုကျွန်တော်တို့က like မ on မဲ့နဲ့အပြာတစ်ခါ standby mode ပြန်ထားပြီးတော့မှအပြာပြန် on အဲ့လိုမျိုးတော့ကျွန်တော်တို့က step တစ်ခုတော့ပို့လို့ရမှာပေါ့နော်ခုန Fresnel တို့ PC တို့ဒီအပြာဒီမှာပဲချိန်တာဆိုအပြာပဲသူ့အနီတို့ခုနအစိမ်းတို့ချိန်တော့အခုတော့မရှိတော့ဘူးကျွန်တော်ရင်လွန်ခဲ့တဲ့ကျွန်တော် lighting စလုပ်တဲ့15နှစ်20ခက်လောက်တို့ကတော့ဟိုဒီတက်မကပါပဲနှစ်30ခက်လောက်တော့ color scholar တွေရှိတယ်နော်ဒီ color တွေကိုထည့်ပြီးတော့ motor နဲ့လဲပြီးတော့ Fresnel တို့ PC တို့ရဲ့ရှေ့မှာထည့်ပြီးတော့လဲခိုင်းတာဒါလည်းကျွန်တော်ခုန console ကနေပြီးတော့ comment ပေးပြီးတော့ color တွေချိန်ခိုင်းတာပေါ့အဲ့လိုမျိုးတွေတော့ရှိတယ်ဒါ moving and wash ဖြစ်ပါတယ်